ဆက်လက်ပြီးတော့ကျွန်တော်တို့အစီအစဉ်အရအသင်းတော်ရဲ့ယူပါယုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုစားခဲ့တယ်လဲဘုရားသခင်ကဘယ်လိုယူပါယုံပြီးတယ်ဆိုတာကိုကျွန်တော်တို့အချိန်တူလေးအတော်တည်းမှာကျွန်တော်တို့ဝီငါရမယ့်ချိန်ဖြစ်တယ်ဒါကြောင့်အသင်းတော်ရဲ့ယူပါယုံနဲ့ပတ်သက်ပြီးတော့ဝီငါအမေဆရာမအေးမွန်ကိုယေရှုနာမဖြင့်ပြန်တော်ချင်ပါတယ်အခုလိုဘုရားခင်တင်းတော်ယူပါယုံနဲ့ပတ်သက်ပြီးတော့မှကဲတို့ဘုရားခင်ကောင်းမြတ်ခြင်းကိုတည်ခံမှုရခွင့်ကောင်းကိုပြင်ဆင်ပေးတယ်ဘုရားခင်ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်လို့ကျမတို့ရဲ့မိသားစုကိုဘုရားခင်ဟာဒီလောကမှာနေတဲ့အခါမှာအပင်ငယ်ကနေရွေးနှုတ်ကဲတည်ခဲ့ုံမကဘဲနဲ့သူရဲ့အမှုတော်မြတ်ထဲမှာသုံးတော်ခံမှုရအတွက်ရွေးချယ်ပေးတဲ့အတွက်ဘုရားခင်ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်ထို့ဘုရားရှင်နာမတော်ကပါဆက်စစ်ပုံကြီးမြင်လာရှိပါစေအာမင်ကျမတို့အရောက်စီတိုင်းကတော့အရန်စိတ်လှုပ်ရှားမယ်လို့ကျမယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမဲဘုံမှာကြည့်မယ်ဆိုရင်အသင်းတော်တွေတစ်ခုပြီးတစ်ခုဖွင့်လာခဲ့ကြတယ်။ဘုရားကျေးဇူးတော်ပဲဖြစ်ပါတယ်။ခုလည်းပဲသူများတွေပြောကြမှာဖြစ်ပါတယ်လို့ဆရာထာခိုင်နဲ့အေးမိုနိုမိသားစုလည်းအသင်းတော်စပြီးအသင်းတော်ထောင်ပြီးဆိုမှပြောကြမှာဖြစ်ပါတယ်လို့ကျမအနေနဲ့ပြောချင်တယ်ဒီအသင်းတော်ဟာဆရာထာခိုင်ရဲ့အသင်းတော်မဟုတ်ပါဘူး။အေးမိုရဲ့အသင်းတော်လည်းမဟုတ်ဘူး။ကျမတို့နဲ့သူပါတဲ့လက်တွဲပြီးလှုပ်ဆောင်တဲ့သူတွေရဲ့အသင်းတော်လည်းမဟုတ်ပါဘူးလို့တခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးနှုတ်ထားတဲ့တခင်ယေရှုခရစ်တော်ရဲ့အသင်းတော်ပဲဖြစ်ပါတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်လို့တခင်ယေရှုခရစ်တော်ကဒီအသင်းတော်ရဲ့ဦးကောင်းနေရာမှာကျွန်တော်တို့ Christ Center ဆိုတဲ့အတိုင်းပဲခရစ်တော်ရဲ့ကျွန်တော်တို့ရဲ့ဦးကောင်းနေရာမှာကျွန်တော်တို့ရဲ့ဗဟိုနေရာမှာပဲသူကဥဆောင်သွားမှာဖြစ်တယ်တခင်ယေရှုခရစ်တော်ကပဲဥဆောင်သွားမဲ့အသင်းတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မတို့ကဘာမှဝင်ထုတ်လို့မခံစားဘဲနဲ့ပေါ်ပေါ်ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဝမ်းမြောက်စွာနဲ့ပဲဘုရားရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဆုံးလှုပ်ဆောင်သွားမယ်ဆိုကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ပြီးတော့သခင်ယေရှုခရစ်တော်ဘုရားခင်ကဦးဆောင်တဲ့အသင်းတော်သခင်ယေရှုခရစ်တော်ဘုရားတည်ထောင်တဲ့အသင်းတော်ဖြစ်တဲ့အတွက်ကြောင့်မလို့လာတဲ့လူတွေဟာဘုရားမျက်မှောက်တော်ခံစားမယ်လွတ်မြောက်ခြင်းကျမ်းမာခြင်းကယ်တင်ခြင်းတွေကိုရရှိခံစားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်လို့ကျွန်တော်အနေနဲ့ပေါ့နော်ဒီအသင်းတော်လေးဘယ်လိုဖြစ်လာလဲဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်မိသားစုနဲ့ပတ်သက်ပြီးမှကျွန်တော်အသက်သေးခံသွားချင်ပါတယ်လို့ကျွန်တော်နဲ့ကျွန်မမျိုးသားတော့မြန်မာပြည်မှာတော့ကျန်းစာကြောင်းတူတူတက်ခဲ့တယ်အခုတော့မြတ်ထဲမှာလည်းပါဝင်လာခဲ့တယ်အဲ့လိုနဲ့ကျွန်တော်တို့2005ခုနှစ်မှာမလေးရှားနိုင်ငံကိုသွားခဲ့တယ်အဲ့မှာအိမ်ထောင်ပြုတယ်အဲ့ဒီချိန်ကစပြီးမှကျွန်တော်ရဲ့အသက်တာဘုရားခင်ရဲ့အမှုတော်မြတ်ထဲမှာမပါတော့ဘူးဆိုမှပေါ်ပေါ်တန်တန်နဲ့အသက်ရှင်လာခဲ့တယ်မနေ့တစ်ခါညတစ်ခါတော့ပဲဆူတောင်းလာတယ်ကျန်တဲ့ချိန်တွေမှာအိမ်မှုကိစ္စတွေနဲ့ဒီကလေးတွေဝေးပွားတဲ့အရာတွေနဲ့ပေါ့နော်ဒီအလုံးလုံးတာတွေနဲ့ကျန်တဲ့ TV ကြည့်လိုက်ဒီသတင်းတွေကြည့်လိုက်နေပဲကျမတို့အချိန်ကုန်တယ်အဲ့လိုမျိုးနဲ့နေလာရင်ဒီမဲဘုံရောက်လာတဲ့ခါမှာကျမရဲ့ဝိညာဉ်ရဲ့ဟာဆိုရင်အရန်ကိုကျမတတိမထားမိလိုက်တဲ့အချိန်မှာကျမတို့ရဲ့ဝိညာဉ်ရဲ့ဟာဆိုရင်ဟိုးအောက်ဆုံးထိကိုကျဆုံးသွားတာဖြစ်ပါတယ်လို့ဘုရားကျောင်းသွားတဲ့အခါမှာလည်းကျမတို့ကိုလူတွေကဘလို့ကြည့်နေတယ်ဘလို့ဆိုပါတော့အဲ့လိုမျိုးချီနှောင်ချင်းနေတယ်ပဲပြန်လာခဲ့တာဖြစ်တယ်ပေါ့နော်ကျမတက်တာမပြောကျမပြန်စဉ်းစားတော့ကျမတို့ဆူတောင်းခြင်းရှိတဲ့အခါမှာလူတွေကိုကျမအကောင်းမမြင်တော့ဘူးဖြစ်တယ်ပေါ့နော်လူတွေကိုချီနှောင်လာတယ်ငါ့ကိုဒီလိုပြောတယ်ဒီလိုပြောဒါနဲ့ပဲကျမအလုံးရှုံနေပေါ့နော်တနေ့ပြန်စဉ်းစားကျမအဲ့ထန်းကြီးလုံးဝမပြောတော့ဘူးဘုရားခင်ကျမအဲ့ထန်းကြီးရုံးထွက်ချင်တယ်ဒီထက်နေကျမတို့လွတ်မြောက်ခွင့်ပေးပါကျမမြန်မာပြည်လိုမျိုးဘုရားခင်ကိုဆုတောင်းတဲ့အတ္တတာဘုရားခင်၌စက္ကတ်တဲ့အတ္တတာမျိုးကျမဒီမဲဘုံမျိုးမှာလည်းဖြစ်စေပါဘုရားခင်ကိုစာငတ်တဲ့နှလုံးသားဘုရားခင်ကိုချစ်တဲ့နှလုံးသားတွေကိုကျမနှလုံးသားထဲမှာထည့်ပေးပါဆိုမှဘုရားခင်စီမှာကျမဆုတောင်းတယ်အဲ့ဒါကျမဆုတောင်းတဲ့အခါမှာတနေ့မှာကျမတို့ရန်ကုန် focus ပဲပေါ့နော်ထုတ်တဲ့ encounter ဆိုတဲ့စာဆောင်ကျမဖတ်လိုက်တယ်ကျမတို့အိမ်မှာအဲ့စာဆောင်လာပို့တဲ့အခါမှာကျမဖတ်တဲ့အခါမှာအဲ့ထဲမှာကျမရဲ့ဝိညာဉ်ကဖခင်ကြီးဖြစ်တဲ့ဆရာမုံတော်တရားဟောတဲ့အရာကိုကျမတွေ့တယ်အဲ့ဒီမှာပါလဲဆိုအချိန်ပေးဆုတောင်းခြင်းဆိုတဲ့အကောင်းစဉ်နဲ့ဆရာတရားဟောထားတာတွေ့တယ်အဲ့ထဲမှာဆရာကဘာကိုအဓိကဟောလဲဆိုတော့ဒီဆရာကြီး David Wilkerson ရဲ့အကြောင်းကိုဟောထားတာတွေ့ရပါတယ်လို့ဆရာကြီး David Wilkerson ဟာဆိုရင်သူကဆေးရဲအမှုတော်ဆောင်လေးတယောက်ဖြစ်တယ်သူကအရင်ဆေးရဲပြီးမှသူကဘာလဲအချိန်ကုန်လဲဆိုတနေ့မှာ2 နာရီ TV ကြည့်တယ်ဗီဒီယိုကြည့်တယ်ဇလန်းတွေကိုကြည့်ပြီးမှသူကအချိန်ကုန်နေတာဖြစ်ပါတယ်လို့အဲ့ဒါသူကဆရာကြီး David Wilkerson စဉ်းစားတယ်ငါဒီ TV ကြည့်တဲ့အချိန်စားအဲ့ဒီ TV ကြည့်တဲ့2 နာရီစားငါအဲ့ဒီ2 နာရီကိုစွတ်တောင်းရင်ငါဘဝပြောင်းလဲမှာပဲဆိုမှသူဆုံးဖြတ်ချပြီးမှအဲ့ဒီ TV ကိုရောင်းပြီးမှအဲ့ဒီ TV ကြည့်တဲ့အချိန်ကိုသူက2 နာရီပုံမှန်စွတ်တောင်းလာတဲ့ခါမှာ
ဖျားခင်ဆုတောင်းလာတဲ့ခါမှာဖျားခင်အတန်တော်တွေကိုသူကြားလာတဲ့ခါမှာတနေ့မှာဖျားခင်သူ့စကားပြောတယ်လမ်းတရားတွေစီမှာသွားပြီးမှအမှုတော်ဆောင်ဖို့အတွက်ပြောတဲ့ခါမှာဒီလမ်းတရားအုပ်စုမှာသွားပြီးတော့အမှုတော်ဆောင်တဲ့ခါမှာလမ်းတရားအကောင်းဆောင်နီကီကပြောင်းလဲသွားပြီးမှဆရာကြီးဒေးဗစ်ဝဂါဆရာလည်းကဘာကျော်အမှုတော်ဆောင်ကြီးဖြစ်သွားတာဖြစ်တယ်ဆိုတော့ကျွန်မကြားတယ်ပြီးတော့အဲ့ဒီဆရာအခုဆိုရင်သူ့ရဲ့အတင်းတော်အတင်းသားပေါင်း1000ခွဲရှိပြီးမှသူ့ရဲ့အတင်းတော်ကို10နိုင်တက်ဖို့ဆိုမနေ့9နိုင်နေတန်းစီပြီးမှစောင့်နေရတယ်ဆိုမှဆရာပြောဆုတောင်းခြင်းဟာကျမတို့ရဲ့တမိုင်းကိုပြောင်းလဲစေတယ်ဆိုမှဆရာအဲ့ထက်မှရေးထားတဲ့ခါမှာကျမဟာဟုတ်တယ်ငါဒီလိုနေလို့မဖြစ်ဘူးဆုတောင်းရမယ်ငါရဲ့တမိုင်းပြောင်းလဲရမယ်ငါဒီလိုနေလို့မဖြစ်ဘူးတမိုင်းပြောင်းလဲဖို့အတွက်ဆုတောင်းရမယ်ဆိုမှအဲ့ချင်းစာပြီးမှကျမဆုတောင်းစကလာတယ်ကျမအိမ်မှုကိစ္စနဲ့လှုပ်ရှုပ်နေနဲ့လေတီးတဲ့အချိန်ယူဆုတောင်းနိုင်တဲ့အချိန်မရှိဘူးဒီလိုပဲအလုံးလုံးရင်းနဲ့ဘုရားခင်ကိုရောဆုတောင်းနေတော့ကိုရောကိုချစ်တယ်ကိုရောကိုလိုအပ်တယ်ကိုရောကျမကိုလမ်းပြပါနော်ဆိုမှအဲ့လိုပဲအများနဲ့ဆုတောင်းနေ2009ခုနှစ်မှာဆရာဒေးဗစ်လာခရိုစိတ်မှာကျမတို့သွားတဲ့ခါမှာဆရာဒေးဗစ်လာပြောတယ်ကိုယ့်ရဲ့တက်တာမှာဘာအညစ်အကြေးတွေရှိတယ်လဲဘုရားခင်ကကိုယ့်ကိုအသုံးပြုခြင်းနဲ့ကောင်းကြီးပေးခြင်းနဲ့ဒါပေမဲ့ကိုယ့်ရဲ့အတက်တာထဲမှာရှိရဲ့မတက်ရှင်းတဲ့ຢာတွေရှိရင်လည်းစက်ကပ်ပါကိုကဘာတွေနဲ့အချိန်ပုံနေလဲဆိုမှဆက်လက်ပြီးမှဆရာဒေးဗစ်လာတရားဟောတဲ့အရာဖြစ်လေကျမပြန်လဲခွန်အားရတယ်ပေါ့နော်ဆရာဒေးဗစ်လာပြောတဲ့ခါမှာကျမအဲ့ဒီအချိန်မှာကျွန်တော်မိသားစုအားလုံးအရှိမထွက်ပြီးတော့မှကိုရောကျမတို့ဟုတ်တယ်ကိုရောမကြိုက်တဲ့အရာတွေအိမ်မှာလုံးဝမထားတော့ဘူးကိုရောတပါးတဲ့ကိုပဲကျမတို့ပထမနေရာမှာထားတော့မယ်ကိုတော့ကိုပဲဦးထိတ်ထားတော့မယ်ဆိုပြီးမှစုံပြချစ်ချပြီးကျမအိမ်ပြန်လာတဲ့ခါမှာဒီတခြားရုပ်ရှင်ကားတွေဗမာကားတွေကျမလုံးဝမကြည့်တော့ဘဲနဲ့အဲ့ဒီချိန်ကစပြီးမှပုံမှန်စုတွေတောင်းတယ်ပုံမှန်ဒီအင်တာနက်ကနေကျမဒီမှာဗမာ service မရှိတဲ့ခါမှာကျမအိမ်ပြန်လာတဲ့ခါကျတော့ဒီ internet ကနေပဲဆရာဒေးဗစ်လာဆရာကျမတို့ focus ပဲနေ website ဖြစ်တဲ့ဆရာမုံတော်ကျမတို့ဆရာမုံတော်ရဲ့တရားဟောချက်တွေကိုကျမနားထောင်နဲ့ယုံကြည်ခြင်းဆိုတာကြားနာခြင်းအဖြစ်ဆိုကျမကြားနာတာများတဲ့အခါမှာယုံကြည်ခြင်းတွေလည်းအရန်တိုးပွားလာပေါ့နော်ဘာမှတော့မလုပ်သေးဘူးအယုံကြည်ခြင်းတွေအရန်ရှိနေတာဖြစ်နိုင်တယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးပဲဖြစ်လာပြီးတဲ့ခါကျတော့စုမတောင်းမဲနဲ့လည်းမနေနိုင်ဘူးတနေ့စုမတောင်းရရင်လည်းတခုခုလိုလိုကြီးပဲခံစားမှဖျားခင်ကျမတို့သူ့ရဲ့မျက်မှောက်တော်ထဲမှာတည့်ဆွဲခေါ်လာတယ်အဲ့ဒါတနေ့မှာကျမ2017ခုနှစ်မှာကျမအိတ်နေတဲ့အချိန်မှာကျမအိမ်မထဲမှာကျမအဲ့ဒီအချိန်မရောက်ခင်ပေါ့နော်ကျမတို့ရှိပြီးသားကျမအဲ့ဒီချင်းစာပြီးဒီ Rainwood နားတဝိုက်မှာပေါ့နော်ဖျားခင်ညီမ2009ခုနှစ်မှာကျမဆူတောင်းတာဒီ Rainwood နားတဝိုက်မှာဖျားခင်ကိုကျမတို့ရန်ကုန် focus ပဲကျမတို့ပါခဲ့တဲ့အတင်းတော်လိုပဲဖျားခင်ကိုနံဝိညာဉ်တွေကောင်သက်စာတရားတွေကောင်တကယ်ချီးမွမ်းကိုးကွယ်မှာတကယ်ဆူတောင်းပြီးမှတကယ်စက်ကတ်တဲ့ mission တွေကိုဆင်လွတ်တဲ့အေးဝင်ကလေးတကယ်လှုပ်ဆောင်တဲ့အတင်းတော်တစ်ပါးဖြစ်စေပါကိုတော့ကျမတို့ဥဆောင်မှုမဟုတ်ဘဲနဲ့အဲ့ဒီအတင်းတော်ကိုဥဆောင်မဲ့သူကိုဖျားခင်ဆင်လွတ်ပေးပါကျမတို့အဲ့ဒီတင်းတော်မှာပါချင်တယ်ဗမာလုံးနဲ့ဖျားခင်ကိုချီးမွမ်းချင်တယ်ကိုးကွယ်ချင်တယ်ဆိုမှကျမအဲ့ဒီချိန်မှာအသေးတာအဲ့ဒီအတွက်ဆူတောင်းတယ်ပြီးတော့ရှိပြီးသားအတင်းတော်တွေမှာလည်းကျမတို့လိုက်ပါဝင်တယ်ပေါ့နော်ဒါပေမဲ့ဘာသာစကားခက်ခဲဖြစ်တဲ့အခါမှာကျမတို့စိတ်မနိုင်ဘူးဖြစ်တယ်ပေါ့နော်ရှိပြီးသားအတင်းတော်တွေမှာလည်းကျမတို့ပါဝင်ဖို့စိတ်မနိုင်အဲ့လိုမျိုးနေတဲ့2017ခုနှစ်မှာကျမအိတ်နေတဲ့အချိန်မှာဘုရားခင်ကဒီဆရာစောဝင်းတွေရဲ့တစ်ချိန်တင်ထလော့လင်းလော့တင်လင်းလော့ဒီရလေးရောက်လာပြီသာရဖျားဤဘုံတော်သည်သင်ပေါ်မှာပေါ်ထွန်းလျက်နေသည်အဲ့ဒီချိန်ကိုကျမအိမ်မက်ထဲမှာခဏထပ်ခါဆူနေတယ်ပေါ့နော်အဲ့ဒါကျမနိုးလာတဲ့ခါကျတော့ကျမအမျိုးသားကိုပြောတယ်ကျမအိမ်မက်ထဲမှာအဲ့ဒီအရာကိုမက်တယ်ဘယ်လိုလဲဆိုဒါဘုရားခင်တို့စကားပြောတာပဲဖြစ်တယ်ဆိုတော့အဲ့ဒီတန်းပိုက်ကိုကျမဟေရှာရ60တက်ထဲမှာအဲ့ဒီတန်းပိုက်ကိုကျမတွေ့တာဖြစ်တယ်ပေါ့အဲ့ဒီချိန်ကစပြီးကျမစိတ်ထဲမှာပျောက်ဆုံးသောဝိညာဉ်တွေကိုအယမ်းစာငတ်လာတယ်ကျမအရင်တော့အချိန်တွေကအလကားပုံဆုံးနေရပါလားတကယ်တော့လောကမှာနေတာခဏတာပဲကျမတို့အသက်ရှင်ရမှာဒီပျောက်ဆုံးသောဝိညာဉ်တွေကိုဘုရားခင်စီမှာပို့ပေးရမှာဖြစ်တယ်ဒီကိုယ့်ရဲ့ဒီဘေးနာလူတယောက်ကိုမုန်းနေလူတယောက်တကယ်လို့ငရဲမှာကြားခဲ့ရင်ကျမကိုပျော်မလားကျမမပျော်နိုင်ဘူးတကယ်လို့ကိုမချစ်တဲ့လူတယောက်ဖြစ်တော့မှငရဲမှာကြားနေအဲ့ဒီလူငရဲထဲမှာကျမတို့တက်လုံးခံစားနေကျမခံစားနေလုံးဝမပျော်နိုင်ဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ကျမစိတ်ထဲမှာဒီပျောက်ဆုံးတော့ဝင်အထူးစာငတ်လာတယ်အပြီးတော့ရဲဝင်တာရှိလာတယ်ဘုရားခင်ကလည်းဘလို့လောက်ဆောင်မယ်ဆိုမှဒီတိုင်းနာပေါင်းစုံကြားတဲ့ဒီမကဘဲနဲ့ဒီအင်္ဂလိပ်တွေကြားထဲမှာ
ဘလို့ထုံးပါမလဲဒီမဲဘုံမျိုးမှာကျမတို့ရောက်လာတာဖျားခင်ကအလက်ကားတော့မဟုတ်ဘူးဆိုမှအဲ့လိုမျိုးစိတ်တွေအရန်ပေါ်လာပေါ့နော်ဖျားခင်အကြံစီရှိတာပဲဆိုမှအဲ့လိုမျိုးစိတ်ရှိလာတဲ့ခါမှာကျမစိတ်ထဲမှာဒီအသင်းတော်စားဖို့လဲပေါ့နော်ဖျားခင်အရန်နိုးဆော်တယ်ကျမရင်တော့အသင်းတော်စားဖို့ဆိုရင်ကျမမရဲပေါ့နော်ဟာကျမတို့မပြည့်စုံဘူးကျမတို့မလုံနိုင်ဘူးကလေးတွေလည်းကလေး9ယောက်နဲ့မျိုးလည်းမရှိဘာမှလည်းမရှိဘူးဆိုမှအဲ့လိုမျိုးနဲ့ပဲပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာကျတော့အရန်ဟိုပါလေအတင်းတော်စားဖို့ကိုလေစိတ်ထဲမှာဖျားခင်အရန်နိုးဆော်လာတယ်စပါဆိုမှအဲ့လိုမျိုးပြောတဲ့ခါမှာကျမအမျိုးသားကိုပြောတဲ့ခါမှာကျမအမျိုးသားဟာမဖြစ်နိုင်ဘူးငါတို့ကအခုကလေး9ယောက်နဲ့ပြီးတော့ငါတို့မှာဆွေမျိုးလည်းမရှိဘူးဘာမှလည်းဟိုအတိတွေလည်းရှိတာမဟုတ်ဘူးဆိုမှပြောတဲ့ခါမှာကျမဟာဖျားခင်ကတော့ငါအရန်နိုးဆော်နေတယ်အရန်ဖျားခင်ကဒီအတင်းတော်စားဖို့နိုးဆော်နေတယ်လို့ပြောတဲ့ခါမှာဒါဆိုရင်လည်းဒီဖျားခင်နိုးဆော်တယ်ဆိုရင်ငါ့ကိုတိုးထီဖို့တဲ့ဆူတောင်းပေးပါဆိုပြီးကျမသူ့အသေးတန်ဆူတောင်းနေကျမမျိုးသားဒီအတင်းတော်စားဖို့တဲ့စိတ်နိုင်လာဖို့တဲ့ကျမအသေးတန်ဆူတောင်းတဲ့ခါမှာမမျော်လင့်ပဲနဲ့ကျမ2012ခုနှစ်2012ခုနှစ်ဟိုဇန်နဝါရီလရောက်တဲ့ခါမှာကျမဒီ focus ပဲပေါ့နော်ဒီDavid Mumbi လို့စီမှာကျမတို့တွားပါဝင်နေကျမစိတ်ထဲမှာဒီ David Mumbi တက်တဲ့ Harvest Bible College မှာကျမမျိုးသားကိုပြောပြရင်ကောင်းမယ်ဆိုမှကျမခံစားတာပေါ့နော်မေးကြည့်ကောင်းမယ်ဒီကျောင်းတက်ဖို့ကကျမတို့အရင်တော့လည်းစဉ်းစားမှုတွေပေါ့နော်ဒါပေမဲ့အဲ့ဒီကျောင်းဝင်ခွင့်ကအရန်ခက်တယ်ဆိုတော့သိတဲ့ခါမှာကျမတို့မစဉ်းစားရဲပေါ့နော်ဒါပေမဲ့မေးကြည့်ကောင်းမယ်ဆိုမေးလိုက်တဲ့ခါမှာအဲ့ဒီဆရာ David Mumbi ကလည်းပေါ့နော်ဒါဆိုရင်သူလိုက်ဖို့ပေးမယ်ကျောင်းမှာပေါ့နော်အင်တာဗျူးတွေဖြေမယ်ကိုလိုက်နိုင်တယ်ဆိုရင်တော့ဆရာတွေလက်ခံမယ်လို့ပြောတဲ့ခါမှာအဲ့ဒီကျောင်းကိုသွားတဲ့ခါမှာအဲ့ဒီ2012ခုနှစ်ဖေဖော်ဝါရီလမှာသူဒီ Harvest Bible College မှာသူတက်ခွင့်ရခဲ့တာဖြစ်တယ်။ကျွန်မယုံကြည်တယ်အဲ့ဒီ Harvest Bible College မှာတက်တာနဲ့ဒါဖျားခင်အမှုပြုနေပြီအတင်းတော်စားဖို့သူစိတ်နိုင်လာတော့ဆိုကျွန်မအရင်ယုံကြည်လာတယ်အဲ့နဲ့သူလည်းကျောင်းတက်နေတဲ့တကယ်ပဲစိတ်နိုင်လာတယ်စိတ်နိုင်လာပြီးမှစိတ်နိုင်လာတဲ့ခါမှာဒီ Harvest Bible College မှာသူတက်တဲ့အချိန်မှာသူ့ဖျားခင်ကစကားပြောတယ်အတင်းတော်စားဖို့အတွက်သူစိတ်နိုင်လာပြီကျူခိုင်းလာအတင်းတော်စားခဲ့တယ်ဆိုရင်ဘလို့အတင်းတော်ဖြစ်ရမလဲခရစ်တော်ကဒီအတင်းတော်တွေထဲမှာဘယ်နေရာမှာရှိနေတယ်လဲဒီကျမတို့ဦးကောင်းနေရာမှာပဲရှိနေသလားဒါမှမဟုတ်ခရစ်တော်ကဒီအလယ်လေးမှာရှိမလားဒီအရှိမရှိမလားအလယ်မှာရှိမလားနောက်မှာရှိမလားဒါမှမဟုတ်ရင်လုံးဝပဲဒီအတင်းတော်မှာခရစ်တော်မရှိဘူးလားတကယ်လို့အတင်းတော်စားခဲ့ရင်တော့ခရစ်တော်ဟာစင်တာဦးကောင်းနေဖြစ်ရမယ်ဆိုမှသူကစာထဲမှာရေးထားတဲ့ခါမှာကျွန်မသူ့ရဲ့စောင်းကိုလွယ်အိတ်ကိုကြည့်နေသူ့ရဲ့စာရေးထားတာတွေ့တဲ့ခါမှာဟာကိုခိုင်အဲ့ဒါနေရေးထားတာလားလို့ပြောတဲ့ခါမှာဟုတ်တယ်ဒါဆိုရင်ငါတို့ဖျားခင်ကဒီအတင်းတော်စားဖို့အလိုရှိပြီးအတင်းတော်ကိုလည်း Christ Center Focus ပဲချက်စုပေးအောင်ဆိုတော့ကျွန်တော်တို့ပြောတာဖြစ်တယ်ဒါပေမဲ့ focus ပဲလို့ပြောတော့ဒီဆရာ David Mumbi တို့လည်းရှိတဲ့အခါမှာကျွန်တော်တို့သူများကိုလည်းစိတ်နှောင့်ယှက်မဖြစ်စေချင်တော့ဘာပဲဖြစ်ဖြစ် Christ and the Church ပဲမဲလိုက်မယ်ဆိုတော့ Christ and the Church ဆိုမှကျွန်တော်တို့ဒီအတင်းတော်နာမည်ပေးလိုက်တာဖြစ်တယ်လို့အဲ့လိုမျိုးအတင်းတော်စားဖို့စိတ်နိုင်လာတဲ့အခါမှာကျွန်တော်တို့ဒီအဲ့ဒီလေးကိုသွားတယ်ပြန်လာတယ်လာထဲမှာဘာပဲဖြစ်အတင်းတော်စမယ်ဆိုကျွန်တော်တို့ကြွေးကြော်လိုက်တာဖြစ်တယ်ပေါ့နော်ပြန်လာတဲ့အခါ April လရောက်တဲ့အခါမှာဆရာ David လာ crusade ကိုကျွန်တော်တို့သွားတဲ့အခါမှာကျွန်မစိတ်ထဲမှာအရန်အားငယ်တဲ့အဲ့ဒီမှာအိုးကိုတော့ကျမတို့ဒီမှာအတင်းတော်တွေကလူတွေကအများကြီးပဲနော်ကိုတော့ music တွေလည်းအစုံပဲကျမတို့မှလည်းဘာဆွေမျိုးမှဘာအသိမှလည်းမရှိဘူးကိုတော့ကျမတို့မဖြစ်ဘူးဆိုမှအဲ့လိုမျိုးစိတ်အားငယ်စိတ်ရဲပြန်ဝင်တော့အဲ့နဲ့ဖျားခဲ့ချစ်ချင်းနဲ့ကျမနားထဲမှာပြန်ပြောတယ်ငါသမီးနေကမြင်ရတဲ့ຢာပေါ်မှာတက်ရှင်ပါလားကြားတဲ့ຢာပေါ်မှာနေရဲ့ခံစားချက်ပေါ်မှာတက်ရှင်ပါလားငါရဲ့နှုတ်ကပတ်တော်ပေါ်မှာငါပေါ်မှာတက်ရှင်ပါလားဆိုတော့ပြောတဲ့ခါမှာကျမလည်းအော်ဟုတ်တယ်ကိုရောရဲ့နှုတ်ကပတ်တော်ပေါ်မှာကိုရောပေါ်မှာပဲကျမအသက်ရှင်ပါမယ်ဆိုမှအဲ့ဒါခါနဲ့ကျမဝင်ခံလိုက်ပြီးမှအဲ့ဒီချိန်ကအဲ့ဒီညမှာပဲကျမတို့နဲ့ပေါ့နော်ဒီအင်မတန်မှချစ်စရာကောင်းတဲ့ကိုရဲတီနဲ့နော်မမီတို့မိသားစုနဲ့ဖျားခင်ကစုံတွေ့စေတာဖြစ်တယ်လို့သူတို့လည်းဗမာလိုစာငတ်နေတဲ့ချိန်နဲ့ပေါ့နော်ကျမလည်းကျမတို့လည်းလာမဲ့လာထဲမှာဗမာလိုဖွင့်မယ်ဆိုမှသူအဲ့ဒီဆရာသေးမလားကိုစိတ်မှာသူတို့နဲ့တွေ့ပြီးမှသူတို့လည်းပေါ့နော်ကျမတို့နဲ့ပုံမှန်ပေါ့နော်အခုချိန်ပြီးပါဝင်ပေးတယ်တခုတယောက်ပြီးတယောက်ဖျားခင်ကကျမတို့မှာဘာမှမရှိဘူး home sale လုပ်တဲ့ခါမှာလူတွေကဘယ်လိုလဲတွန့်သူပေါ့နော်ဟိုမှာဒီလိုရှိတယ်ကပြားလေးဒီလိုရှိတယ်ဆိုမှလာပြောတဲ့ခါမှာပေါ့နော်လာပါဝင်ကြတယ်ကျမတို့မိသားစုတစုလည်းမဟုတ်ဘဲနဲ့ပေါ့နော်အများနဲ့လူပေါ့နော်ဖျားခင်က2အိမ်ထောင်3အိမ်ထောင်ပေါ့နော်အများနဲ့ပြင်ဆင်ပေးတယ်တခါကျရင်9အိမ်ထောင်10အိမ်ထောင်ဒီဖျားခင်ပြင်ဆင်ပေးတာဖြစ်ပါတယ်လို့အဲ့ဒါနဲ့ကျမတို့အတင်းတော်ရှာတဲ့ခါမှာဒီကျမတို့ Spring Bell Nobel Park Danny Nobel မှာ airing ကလေးလုပ်မယ်အဲ့ဒီဘက်ကလူတွေပြောင်းလဲလာရင်နီးအောင်လို့ဆိုမှMitchell နဲ့ Nanowa ဒီဘက်မှာကျမတို့အတင်းတော် United Church တွေကိုလိုက်ရှာတယ်ပေါ့နော်လိုက်ရှာနေရင်ကျမတို့စိတ်ထဲမှာတူခံစားတာ
ဒီလိုမျိုးအတင်းတော်ကြီးဟောခန်းကြီးငားမဲ့စားကျမတို့ကိုဝိညာဉ်ရမှာတယောက်ကအနီးကပ်လေးကြည့်ပေးကျမတို့မပြည့်စုံတဲ့ຢာတွေကိုထိမ့်ပေးတဲ့လူတယောက်ရှိကောင်းမယ်ဆိုမှကျမစဉ်းစားပြီးတော့မှအဲ့ဒီခါမှာကျမတို့ဒီလက်ချင်းပေါ့နော်သူ့ကိုကျမတို့ဆက်တွေ့လိုက်တယ်လက်ချင်းတို့ဖះเจ้าကိုမေးကြည့်ကောင်းမယ်ဆိုစိတ်ထဲမှာနှိုးဆောင်ပြန်ဆက်တွေ့လိုက်ဆက်တွေ့လိုက်ပြီးတော့မှကျမတို့ယူပါကိုပြောတဲ့ခါမှာသူ့ရဲ့အမျိုးသားနေတန်ကလည်းပေါ့နော်ဒီအတင်းတော်ဒီပမာလိုသူကအရန်ကိုတောင်းတတယ်သူလည်းပဲဒီပမာလိုအစီအစဉ်လေးဖြစ်လာဖို့အတွက်တစ်နှစ်နဲ့8လလောက်ထိစုတောင်းနေတာဖြစ်တယ်ဆိုမှကျမတို့အဲ့မှာသူနဲ့ပေါ့နော်သူကဆရာနဲ့မိတ်ဆက်ပေးမယ်ဒီအတင်းတော်ကိုကျမတို့ကဟောခန်းနေတယ်ပဲငားဖို့ပဲပေါ့နော်ပြောတာဒါပေမဲ့မမျှော်လေးပဲနဲ့ဒီအတင်းတော်နဲ့ပေါ့နော်လက်တွဲလှုပ်ဆောင်လာဖို့အတွက်ဖြစ်သွားတာဖြစ်ပါတယ်လို့ကျမတို့အဲ့လိုနဲ့ဆရာနဲ့မိတ်ဆက်ပေးနေဆရာနီကိုလတ်ကခီးထွက်တယ်သူကအဲ့ဒီချိန်မှာလုံးဝမအားဘူးတလား2လလောက်ခီးထွက်တဲ့ခါမှာသူ့ကိုစောင့်နေနေကျမစိတ်ထဲမှာဒီအတင်းတော်စိုက်တော့ဆရာလည်းပါဝင်ကျမရဲ့ဝိညာဉ်ရဖခင်ဖြစ်တဲ့ဆရာမတော်ပါဝင်ကောင်းမယ်ကျမတန်းတာတယ်အရန်ဆူတောင်းတယ်ကျမဘယ်လိုခေါ်မှလည်းမသိဘူးဒါနဲ့မမျှော်လင့်ပဲနဲ့အဲ့လိုဆရာနီကိုလတ်ကလည်းခီးထွက်နေတဲ့ချိန်မှာကျမအစချင်တာမေလာဒါပေမဲ့ဖခင်ကအချိန်ကိုဆွဲထားတယ်ဆရာအားဖြစ်ပေါ့နော်ဆရာနီကိုလတ်ကအချိန်ဆွဲထားပြီးတော့မှမမျှော်လင့်ပဲနဲ့ဖတ်မှာကဇူလိုင်လမှာဆရာမစံချင်ကလည်းစတဲ့ခါမှာဆရာကျမဆရာမူတော်ခေါ်မယ်လို့ပြောတဲ့ခါမှာကျမအရန်ဝမ်းတာတော့ဆရာကိုအဲ့ဒါဆရာဖတ်ကြည့်ပဲလာမယ်တဲ့သူကပြီးစင်ကာပူပြန်မယ်လို့ပြောဆရာမပြန်နဲ့ကျမတို့စီမလည်းလာပေးပါကျမတို့အတင်းတော်ကိုဖွင့်ပွဲမှာလည်းလာကောင်းကြီးပေးပါဆရာဆိုမှဆရာကိုပြောတဲ့ခါမှာဆရာလည်းဒါဆိုရင်လည်းစင်ကာပူသွားမယ်ဆရာကင်းပေါလို့စီမပါဝင်မဲ့ဟာကိုသူဖြစ်လိုက်မယ်ဒီကိုလာပေးမယ်ဆိုမှဆရာကကျမတို့နဲ့ဒူလာရောက်ပါဝင်ပေးတာဖြစ်တယ်ဆရာကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ကျမပြောချင်ပါတယ်ကျမအနေနဲ့ကျမပြန်စဉ်းစားတဲ့ခါမှာပေါ့နော်ဒီနှုတ်ကပတ်တော်ထဲမှာပါတဲ့အတိုင်းပဲပေါ့နော်ရောမအခန်းကြီး8အခန်းငယ်28မှာဘုရားခင်ကိုချစ်တော်သူသည်ဟူသောကြံစီတော်မူခြင်းတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်တည်းပြုစုကြသည်ကိုငါတို့သိကြ၏တဲ့ကျမတို့ဘုရားခင်အတွက်လှုပ်ဆောင်လို့တဲ့ခါမှာခတ်သိမ်းသောအရာအလုံးကတညီတညွတ်တည်းပြုစုကြတယ်ဆိုတော့တိုင်းပဲပေါ့နော်ကျမတို့စဉ်းစားတဲ့အရာကြံစီတဲ့အရာတွေစုတောင်းတဲ့အရာတွေဘုရားခင်ကတကယ်တမ်းလှုပ်ဆောင်တဲ့အခါမှာအကောင်းဆုံးကိုဖြစ်စေတယ်ဆိုတော့ကျွန်မတွေးရတာဖြစ်ပါတယ်လို့ဆရာတွေစုံညီညီနဲ့ဒီနေ့မှာ Christ Center Church ကိုအစပြုရတာဖြစ်တဲ့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်မ2009ခုနှစ်တည်းဆိုကျွန်မစုတောင်းတာကဒီ Rainwood မှာလို့စုတောင်းတဲ့အတန်ကိုလည်းဘုရားခင်ကနားညောင်းပေးရဖြစ်တယ်ကျွန်မပြန်စဉ်းစားတော့ဟုတ်တယ်ကျွန်မစုတောင်းတာဒီ Rainwood ပဲဆိုမှတကယ်တမ်းရတော့လေဒီ Rainwood မှာပဲရလာတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဘုရားခင်ကတကယ်ပဲကျမတို့စဉ်းစားတဲ့ကြံစီတာအထက်ကိုအင်မတန်မှကောင်းမြတ်ပြီးမှအသက်ရှင်တဲ့ဘုရားတကယ်ပဲကိုးကွယ်ရထိုက်တယ်တဲ့ဘုရားဖြစ်တယ်ဆိုကျမဘုရားကိုကြည့်လို့ချီးမွမ်းခြင်းနဲ့ကျမယုံကြည်တယ်အခုနေမှာလူဘလို့ပဲရှိပါစေ၄-၅နှစ်တိုးတက်မှာဒီအသင်းတော်ကြီးကိုမဆက်တော့လည်းဒီဘုရားရှင်ကတိုးတက်တဲ့အသင်းတော်ကြီးဖြစ်မယ်လို့ကျမယုံကြည်တယ်တိုင်းနာပေါင်းစုံလူမျိုးပေါင်းစုံကြောက်ဆုံးလုံးဝိညာဉ်ကြောင့်များစွာဘုရားခင်ဒီအသင်းတော်မှာပို့ဆောင်ပေးမယ်လို့ကျမယုံကြည်ပါတယ်လို့ကျမတို့အသင်းတော်ယူပါယုံကဒီမှာပြောထားတဲ့အတိုင်းပဲပေါ့နော်နံပါတ်1ကအသင်းတော်ရဲ့ဦးခေါင်းဖြစ်တော်ခရစ်တော်ကိုဗဟုပြုတော်အသင်းတော်ဖြစ်ရန်နံပါတ်2ကလူမျိုးပေါင်းစုံသည်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝပြီးချီးမွမ်းကိုးကွယ်ခြင်းဆုတောင်းခြင်း၌ဝိလျော်ကဘုရားခင်မျက်မှောက်တော်ခံစားတော်အသင်းတော်ဖြစ်ရန်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကယ်တင်ခြင်းလွတ်မြောက်ခြင်းကျမ်းမာခြင်းကောင်းစားခြင်းရရှိသည့်အသင်းတော်ဖြစ်ရန်နံပါတ်4မဲဘုံမြို့တစ်မြို့လုံးအေရင်လီတင်းကောင်းကိုအထူးပြုဝင်ခတော်တင်းတော်ဖြစ်ရန်မြန်မာနိုင်ငံတာဝကကဘာတဝမ်းလုံးသာသနာလုပ်ငန်း၌ထောက်သက်စေလွတ်တော်တင်းတော်ဖြစ်ရန်ဆိုတော့ကျွန်တော်တို့ဒီတင်းတော်ရဲ့ယူပါယူ၅ချက်ပေါ့နော်မဲဘုံတစ်မြို့လုံးတဲ့ခါမှာဒီတိုင်းသားပေါင်းစုံကြားထဲမှာကြောက်ဆုံးနေတဲ့လူတွေကိုလည်းကျွန်တော်တို့တဦးချင်းစီအေရင်လီဝင်ခမယ်ပြီးတော့အင်္ဂလိပ်တွေကြားထဲမှာလည်းကျွန်တော်တို့post ကလေးထဲမှာအင်္ဂလိပ်လိုနဲ့ကယ်တင်ခြင်းတွေကိုရေးမယ်အဲ့ဒါတွေကိုကျွန်တော်တို့အစာရှောင်တိုင်းမှာဆူတောင်းပြီးတော့မှစာတိုက်တွေမှာမဲဘုံတစ်မျိုးလုံးကိုကျွန်တော်တို့ဝင်တော့ကိုလည်းစီစဉ်ရှိတယ်အဲ့ဒီဘယ်အချိန်မှာပြီးမယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒီမဲဘုံတစ်မျိုးလုံးကိုရည်ရွယ်မှကျွန်တော်တို့လှုပ်ဆောင်သွားမှာဖြစ်တယ်အဓိကတော့ဆူတောင်းခရစ်တော်ကိုဥထိတ်ထားပြီးမှဆူတောင်းပြီးတော့မှဆူတောင်းခြင်း၌ဝိလျော်ပြီးမှပျောက်ဆုံးသောဝိညာဉ်ကိုအဓိကဖမ်းတဲ့တင်းတော်ဖြစ်ပါတယ်ဆိုတော့ကျွန်မဒီနဲ့ဒီများလောက်ပေါ့နော်တင်းတော်ရဲ့ယူပါယုံနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းလေးသက်သေခံခြင်းပါတယ်အရောက်စတဲ့ဘုရားရှင်ထူကောင်းကြီးပေးပါစေအာမင်